ဒီလိုပဲအလုပ်လုပ်ကြပါတယ်ဒီပွဲစားအများစုဟာစိုက်ပျိုးရေးရက်ကွက်နဲ့ဓမ္မယုံမှတ်တိုင်ပတောက်လန်းတွေကအပေအသေးတွေအများဆုံးပါပဲဒီကောင်တွေဟာခရီးသည်တွေကိုရတဲ့နည်းနဲ့ရိုက်စားလုပ်တတ်တယ်သူတို့ဆရာကြီးတွေမသိအောင်အပြင်ကားတွေနဲ့လည်းအကွက်ရှိတတ်တာမျိုးတွေရှိပါတယ်ရိုက်စားလုပ်တဲ့နေရာမှာစစ်မှုရခေါ်တယ်လို့ဟန်ဆောင်ပြီးချိန်ချောက်ငွေညှစ်တာငွေရစေဝါတွေပြစ်ပြီးအကွက်စစ်ချောက်ချောက်ငွေညှစ်တာမအူမလဲရွာကတက်လာတဲ့လူငယ်တွေဆိုရင်တက်စီနဲ့လိန်ခေါ်ပြီးလူပွဲစားလူမိုက်တွေကိုရောက်စားတာမင်းမငယ်လေးတွေကိုသွေးဆောင်ပြရောင်းပြီးပြစ်ထန်စားလိုက်သွင်းတာအဆက်ရှိသဖြင့်မျိုးစုံဒီအောင်ကိုရုပ်မကောက်ကျစ်တာတွေလောက်ကြတာမျိုးပါဒီဇိုးသုံးကောင်ဟာတပည့်ပွဲစားတွေအများကြီးမွေးပြီးငွေနဲ့မှလှုပ်ရှားနေကြတာနှစ်ပေါင်းများစွာရှိလို့နေပါပြီဒီလိုလှုပ်သက်ရဲ့အပားဝနေတဲ့အတွက်လဲဘသူ့ပေါ်မှာအချိုရေးတုတ်ထားတယ်ဘသူ့ကိုဘယ်ဘက်ကရက်ပေးရမယ်အဆက်ရှိသဖြင့်ကောင်းကောင်းကြီးအထာနဲ့ချောကပ်နေတဲ့သူတွေပါဂါဘုံကာနီးတွေနဲ့ချင်းကပ်ပုံချိတ်ကပ်နီးတွေကိုလည်းကောင်းကောင်းကြီးနားလည်ကြတယ်အချို့အချင်းအဖန်အဆက်ရှိသဖြင့်တက်ကြီးလေးပါးနဲ့ဂါနီးဖောရဖအာယုံပေးလို့ခါနီးသူတိတာရစကားလေးတွေနဲ့ဂါနီးအဆက်ရှိသဖြင့်နီလာပေါင်းစုံတွေကိုလည်းကောင်းကောင်းကြီးကျွမ်းကျင်တက်မြောက်ကြပါတယ်ဘလို့မှခါလို့မရတဲ့အရာရှိမျိုးဆိုရင်သူတို့အပိုင်ပြည့်ထန်စာကန်းတွေကမင်းကလေးတွေကိုအသုံးချပြီးနာမည်ပြတ်အောင်ဗီဒီယိုမှတ်တမ်းတွေဓာတ်ပုံတွေရယူထားပြီးနေပြီးတော့ပြည်ထောင်ရုံးတွေကိုလူပုံနဲ့တကွနာမည်နဲ့အထီးအကျတိုင်လို့တစ်မျိုးအချက်တကွဲအကျိုးနဲ့ဖြစ်စေမဲ့အရာမျိုးတွေဇလန်းစင်လို့တဖုံပိုင်စာပို့ပြီးပြုတ်အောင်နေပြောင်းရအောင်ခွေစီပေးကြတာမျိုးတွေလည်းရှိပါတယ်နေပြီးတော့ပြည်ထောင်ရုံးတွေကိုအချက်လက်စုံစုံညီညီနဲ့တိုင်နေဆိုရင်အတိုင်ခံရတဲ့အရာရှိဟာစုံစမ်းစစ်ဆေးရေးခံရပြီးချက်ချင်းအရေးယူခံရလေးရှိတယ်နေပြီးတော့ကအရာရှိတွေကောင်းကောင်းကြီးအလုပ်လုပ်ကြတယ်ဆိုတာကိုသူတို့ကောင်းကောင်းကြီးနားလည်ကြတာကိုဝန်းထဲကစီမင်းရဲ့အဖွဲ့ဟာလှိုက်သားရအဝေးပြေးဝန်းနဲ့အမင်္ဂလာအဝေးပြေးဝန်းကိုတလားတစ်ခါချိန်ပါတယ်ဝန်းထဲမှာရှိတဲ့အာနာပိုင်အဖွဲ့အစည်းတွေအာတီယိုစစ်ကြောင်းယုံစရဖယုံစားတဲ့အုပ်ချုပ်သူအလုံးအသေးရောက်လာတဲ့အုပ်ချုပ်သူတွေအလုံးကိုဘသူပဲဖြစ်ဖြစ်ဂျပန်ကြီးတာတီနဲ့ချစ်သားတို့အဖွဲ့ဟာဘီယာဆိုင်ကိုခေါ်ပြီးခါပါတယ်ဒီထက်မှလက်မခံဘူးသူဆိုလို့မကြသေးခင်မှရောက်လာတဲ့စခိုင်းရဲအဖွဲ့ကဘိုးလေးတယောက်ပဲရှိခဲ့ဘူးပါတယ်ဒီဘိုးလေးကချစ်သားတို့အုပ်စုညှိတာကိုလက်မခံမဲသူတို့တက်စီတွေထိုးထားတဲ့ရခိုင်လမ်းကိုပိတ်ပစ်တယ်လူခေါ်တဲ့ကောင်တွေကိုဖမ်းတယ်ဒီနေရာမှာဘ ഹു တုတအနေနဲ့ပြောပြရရင်ဥပဒေသတ်မှတ်ချက်အရာဆိုရင်လူခေါ်တဲ့သူတွေဟာကြုံရလူရောက်တော့ခေါ်ချင်တိုင်းဝင်ခေါ်ရင်ဖမ်းဆီးရေးယူခံရနိုင်ပါတယ်လူခေါ်မဲ့ကိတ်ဝင်တဲ့အမိစရင်ပေးထားရပါတယ်ဖက်မဲ့ကားသမားနဲ့ဂိတ်ဝန်ထမ်းကလွှဲရင်လူခေါ်ခွင့်မရှိပါဘူးအခုကားဝင်နေတဲ့ကားဆိုင်ပြီးဆိုရင်ပရွက်စိတ်အောင်နဲ့ကြားခဲ့ကြသလိုမဲလုံနေအောင်ဝိုင်းနေကြပြီးဘယ်တော့မှလည်းလိုက်ပို့ပေးမယ်ဘယ်တော့ချင်လဲလိုက်ပို့ပေးမယ်ဆိုပြီးအတင်းတရကြနှတုတ်ကျုပ်ပဲဖြစ်နေကြတဲ့လူအုပ်ကြီးတွေဟာလူမိုက်တွေရဲ့အဆက်တွေနဲ့ပပန်းလေးဆယ်ဝင်လုံနေကြတဲ့သူတွေပါအမင်္ဂလာဝင်းထဲမှာထူပြောနေတဲ့ရန်စဝိမှုပေါင်းစုံဟာဒီလူတွေကနေတဆင်တဲဆောင်လာကြတဲ့ယောဂဘုံမွှားတွေလိုပြန့်နေခဲ့တာလို့ဆိုရင်လည်းမမှားပါဘူးဒါကြောင့်ဟိုးရခင်ကအဝေးပြေးထဲမှာတခိုးလမ်းပြတပြားလက်ထောက်လူကုန်းကုန်းလမ်းညွန်လောက်ကြလေးရှိတဲ့လူခုတ်ပွဲစားတွေကိုကြက်ကြက်တီတီဖမ်းဆီးအရေးယူပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဂျပန်ကြီးတာတီချစ်သားအဆရှိတဲ့ထောင်ဘက်လူမိုက်စိုးကောင်းဆောင်နဲ့သူတို့အုပ်စုပေါ်သွားလာတဲ့အခါမှာတော့ဖမ်းဆီးအရေးယူတာမျိုးတွေမရှိတော့ပါဘူးဒါကအမင်္ဂလာကမြောက်သုံးကောင်လို့ခေါ်ရမယ်ဂျပန်ကြီးတာတီနဲ့ချစ်သားတို့၃ယောက်ရဲ့ပယောဂကြောင့်ပါပဲအပေါ်ရချစ်